ဒီမှာကြည့်ပွဲကကြီးကြီးပဲဒီလိုနယ်ပြီးတော့စားလိုက်မှတကယ်အာဖရိကရိုးရာစစ်စစ်အရသာရမှာအားလုံးဓမ္မအားလုံးမင်္ဂလာပါ fresh ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တော့ဒီမှာ food fair ဆိုင်ကိုရောက်နေရပေါ့နော်အဲ့မှာအရန်ကိုနာမည်ကြီးနေတဲ့အာဖရိကရိုးရာဆိုမာလီဒန်ပေါက်ဘန်းကြီးတွားစားမယ်ပေါ့နော်စားဖို့အတွက်ကိုတော့ကြိုမာထားတာပါတရက်ကြိုမာထားအရန်စားကျင်နေပြီဆိုတော့သွားစားမယ်ဒီ food fair ဆိုင်ကတာမွေမြို့နယ်မှာရှိပါတယ်ကြိတ်ကစားလမ်းမပေါ်မှာပါတာမွေအားထက9ရဲ့အကြောင်းရှေ့မှာပါကဲဆိုင်လေးတော့မစိုးအေးနေရပဲ။အော်ဒီမှာတခြားအစားအစာတွေလည်းအစုံရတယ်။ကြည့်ပါဦးဒီမှာကြည့်။ပွဲကအကြီးကြီးပဲ။လူ4-5ယောက်လောက်ကတော့အသားလေးစားလို့ရတယ်။ဒီဒန်ပေါက်ကလေအာဖရိကရိုးရာဆိုမာလီဒန်ပေါက်ကြီးပါ။သူကကြတော့အိန္ဒိယဒန်ပေါက်နဲ့လည်းမတူဘူး။အာရပ်ဒန်ပေါက်နဲ့လည်းမတူဘူး။အာဖရိကရိုးရာဟင်းခတ်အမွေးအချိုင်တွေနဲ့လုပ်ထားတဲ့ဒန်ပေါက်ပေါ့နော်။ဒီမှာကြည့်ပါဦးစိတ်သားတုံးဆိုလို့ရှိရင်လည်းအကြီးကြီးပဲဒါကကြတော့စိတ်မျိုးသတိကြောင်းပေါ့နော်ပြီးတော့ဒီမှာကြည့်ပါစတာလည်းပါတယ်ပြီးတော့အာဖရိကလိုစားရမှာဆိုတော့ငပြောသေးရတော့မပါမဖြစ်ပေါ့နော်ဝါစားရတော့မယ်ကဲ mutton strang လေးဒီမှာစားကြပါအောင်ဗျာဒါလေးကလူဤနေပါဒီဆန်ကကြတော့ဘာမတီဆန်လို့ခေါ်တယ်သူကလေကျမ်းမာရေးနဲ့ညင်ညွတ်တယ်တွေးလည်းမတိုးဘူးစီးစုံလည်းမတက်ဘူးဒီဒန်ပေါက်ကိုဘယ်လိုစားရလဲဆိုလို့ရှိရင်ဒီမှာပေးထားတဲ့ငပြောသီးနဲ့နယ်ပြီးတော့စားရတာသူကအဲ့လိုနယ်ပြီးတော့စားရဲဆိုလို့ရှိရင်အရသာတစ်မျိုးထွက်တယ်ပေါ့နော်ဒီလိုနယ်ပြီးတော့စားလိုက်မှတကယ်အာဖရိကရိုးရာစစ်စစ်အရသာရမှာချိုနေတဲ့ဒန်ပေါက်ကလေဒီမပြောသေးနဲ့နယ်ပြီးတော့စားလိုက်တော့စိမ့်စိမ့်လေးပြန်ပြတ်သွားမပါမဖြစ်စားရမယ် green somali sauce လေးနဲ့စားမယ်နေစားကြည့်မယ်နော်စက်မဲ့ပုံပဲကြည့်ရတာနည်းနည်းတော့လန့်နေအရသာတမျိုးလေးချင်းဆက်လေးနဲ့အီထိန်းစေရကြီးဟာအရင်လည်းမဆောက်ဘူးကြည့်လို့တကယ်ဆက်မဲ့ပုံပေါ့ဗျာသူရဲ့ sauce လေးနဲ့လည်းပြီးတော့စားတာမှတကယ်ကိုမိုက်တယ်အရင်တော့ကြတော့အိန္ဒိယဒန်ပေါက်လို့အာရပ်ဒန်ပေါက်လို့စားဘူးပဲဒါပေမဲ့ဒီအာဖရိကရိုးရာဆိုမာလီဒန်ပေါက်ကြတော့တခြားဒန်ပေါက်တွေနဲ့မတူဘဲနဲ့တမူထူးကြတယ်ဒီမှာပေးထားတဲ့ sauce ကိုကလေတကယ်အရသာရှိတာဟာ share ပဲဒီဒန်ပေါက်စားဖို့အာဖရိကကိုသွားကြမလို့တော့ကိုတွင်းမှာရတကယ်ချင်း4-5ယောက်မဟုတ်ဘူးဆိုလို့ရှိရင်မိသားစုတွေဝိုင်းဖွဲ့ပြီးတော့စားလို့ရှိရင်တကယ်ကိုစားလို့အဆင်ပြေတယ်ပျော်စရာကြီးနေမှာအခုတော့တယောက်တည်းဆိုတော့အကုန်လုံးကြိတ်လိုက်ဦးမယ်သူ့ရဲ့ပင်တိုင်း sauce လေးနဲ့ကြိတ်သားလဲနူးပြီးပြီးတော့ sauce လေးကချင်းဆက်လေးနဲ့လေအရသာအရန်ရှိတာဆိုမာလီဒန်ပေါက်မှာပါတဲ့ပါစတာလေးကိုစားကြည့်မယ်ဒီပါစတာလေးကကိုပေးရလုံးတဲ့လက်လုံးပါစတာလေးပါလက်လုံးပါစတာလေးကိုအရင်စားကြည့်မယ်နော်ကျွန်တော်တို့ကပုံမှန်ပါစတာရတာနိုင်တယ်ဒါပေမဲ့ဆိုမာလီ green sauce လေးကိုစမ်းကြည့်ဒီဆိုမာလီ green sauce လေးနဲ့ပါစတာလေးနဲ့လည်းလိုက်တယ်ပြီးတော့ဒီအသားအိပ်ပဲနဲ့လည်းတို့ပြီးတော့စားလို့ရတယ်စားရတာလေညားနေပြီဆိုတော့ဒီမှာပင်မောတန်ပရာလေးတောက်မယ်နော်ဒီ food fair ဆိုင်ကမနေ့6နာရီဆိုလို့ရှိရင်ရပါပြီည9နာရီထိရပါတယ်ပိတ်ရမရှိပါဘူးတော်တော်စားလို့ကောင်းတဲ့ဘန်းရအကြီးကြီးပဲပြီးတော့အာဖရိကဟင်းခတ်မွေးဆိုင်တွေနဲ့ထုတ်ထားတာဆိုတော့လေ share ပဲဒီလိုမျိုးအာဖရိကရိုးရာဆိုမာလီဒန်ပေါက်စားချင်တယ်ဆိုလို့ရှိရင်တော့တရက်ကြိုတင်มาရပါတယ်ဈေးနှုန်းကတော့ဒီလိုဆိုမာလီဘန်းကြီးကိုမှာ98,500ပေးရပါတယ်မိသားစုတွေအများကြီးစားလို့ရတယ်တငယ်ချင်းတွေနဲ့ဝိုင်းဖွဲ့ပြီးတော့လည်းစားလို့ရတယ်ဒီမှာ mutton strang လေးနဲ့ဆိုလို့ရှိရင်တော့မှ
အဲ့ဒါတွေကုံအောင်စားပြီဆိုလို့ချင်းစားနိုင်တယ်ဆိုလို့ချင်းတော့မတန်ဘူးကျွန်တော်လေဒီဆိုမာလီဒန်ပေါက်ထမင်းသားကိုတော်တော်လေးကိုကြိုက်တယ်အာဖရိကရိုးရာဟင်းထက်အမွေးကြိုင်နေတဲ့လှုပ်ထားတာဆိုပေမဲ့အနှံ့လေမပြင်းဘူးပြီးတော့စားရတာလည်းမအီဘူးအဓိကတော့ဆိုမာလီ green sauce ကြောင့်ပေါ့နော်Food Fair မှာဒီအာဖရိကရိုးရာဆိုမာလီဒန်ပေါက်ကိုတစ်ခါလောက်တော့လာစားတင်တယ်ကဲဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အထူးပဲကျေးဇူးတင်ပါတယ်နောက် vlog မှာပြန်ဆောင်ကြမှာတော့အားလုံး bye bye